အယောင်ကတော့ original ပစ္စည်းကတော့ original တော့မဟုတ်ဘူးRedmi Note 8 ဖုန်းကိုမှခရဲရောင်လေးတွေကင်ထားတဲ့လူရှိလားNote 8 ဖုန်းခရဲရောင်လေးကင်ထားတယ်ဒါပေမဲ့ဘက်ကပါကွဲပြီးလို့ခရဲရောင် original အယောင်မရဘူးရိုးရိုးအပြရောင်လေးပဲယာယီသုံးနေတဲ့ဈေးဝယ်တွေပြီးရင်နောက်တစ်ခုကမလဲပဲနဲ့ခရဲရောင်ရမှပဲလဲမယ်ဆိုပြီးတော့ထားတဲ့ဈေးဝယ်တွေရှိရင်ဒီလေးကိုကြည့်တာအဆင်ပြေသွားပြီဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရှိမှဒီလို Note 8 ဘက်ကပါခရဲရောင်လေးတွေပစ္စည်းလေးတွေရှိတယ်လုံးဝ original အယောင်အတိုင်းလေးပဲလုံးဝခရမ်းရောင်ခရမ်းရောင်ဆိုကျွန်တော်တော်တော်လေးကိုရှားတယ် Note 8ထဲမှာကျွန်တော်တို့ဒီအနက်ရောင်တွေပေါ်တယ် sky blue ပေါ်မယ်ပြီးလို့ရှိရင်ရိုးရိုးအပြရောင်ပေါ်မယ်ဒီခရမ်းရောင်လေးကတော့တော်တော်လေးကိုရှားတယ်ဒီအရောင်လေးကကျွန်တော်ရှိမှပစ္စည်းလေးတွေတော့ရှိတယ် Note 8ကိုlogo လည်းအထင်းပါတယ် logo လည်းအထင်းပါမယ်အယောင်ကလည်းလုံးဝ original အယောင်ပဲအယောင်ကတော့ original ပစ္စည်းကတော့ original တော့မဟုတ်ဘူးရိုးရိုးပဲဒါပေမဲ့တော်တော်လေးကိုကောင်းတဲ့ထဲမှာပါတယ်ရိုးရိုးမှာတော်တော်ကောင်းတဲ့ထဲပါတယ်ဆိုတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကတ်လိုက်တဲ့အချိန်မှာစီးကော်ကတ်ပြီးတဲ့အချိန်မှာဒီကော်ရာတွေထင်းသွားတာတော့စေးတွေကြွသွားတော့အဲ့လိုမျိုးလုံးဝမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ကတ်ပြီးတော့ပြန်ခွာတဲ့အချိန်တွေပါဆိုလို့ရှိရင်စေးတွေကြွကြံခဲ့တာတော့ဘာလို့လုံးဝမရှိဘူးစိတ်ချလက်ချသုံးလို့ရတယ်ပစ္စည်း quality လေးတော်တော်လေးကောင်းတယ် original တော့လုံးဝမဟုတ်ဘူးเนาะပစ္စည်း quality တော့ကောင်းတယ်အယောင်ကကျတော့လုံးဝ original အယောင်တိုင်းထွက်မယ် logo လည်းအထင်းပါတယ်ဒီရောင်လေးတွေကတော့ကျွန်တော်တော်တော်လေးရှားတဲ့ထဲမှာပါတယ်ကျွန်တော်ရှိမှတော့ပစ္စည်းလေးတွေရှိတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှပစ္စည်းလေးဝယ်ယူလို့ရတယ်ကျွန်တော်စိုင်ဖုန်းနံပါတ်ကတော့090605ခွန်ဖုန်းဆက်ပြီးတော့မှာလို့ရလို့ Viber မှာလေးဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးလည်းအဆုံးထိကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်